အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုလိုက်ပါတယ်တန်ဖိုးတင်စီဆိုင်ဘိန်းရှယ်လေးတစ်စီးနဲ့မိတ်ဆက်ပေးပါမယ်အကွေအမျိုးသားလေးဖြစ်ပါတယ်2014 model လေးပါရုပ်ထွက်လေးတော်တော်လေးတန်ပါသေးတယ်သူကတော့လက်ကင်မှာမီးပါတဲ့ပုံစံလေးနဲ့ဖြစ်ပါတယ်ညာဘက်တွေစီးဖို့တော်တော်အဆင်ပြေပါတယ်ရှေ့ဖောက်တွေစီရိုစိမ့်မရှိပါဘူးရှေ့တရ90ရာခိုင်နှုန်းလောက်ကျန်ပါမယ်အင်ဂျင်စီရိုစိမ့်ကင်းပါမယ်အင်ဂျင်လုံးဝငြိမ်ပါမယ်စက်တက်မီးလိုင်းတွေအကုန်ကောင်းပါမယ်ဘင်းတစ်စီးလုံးဘာမှထပ်ထည့်စရာမလိုပါဘူးဗျကာဘာစီသားလေးတွေလှပါမယ်နောက်တရလဲ90ရာခိုင်နှုန်းလောက်ကိုကျန်ပါသေးတယ်မန်းလိုင်စင်39ရက်ပလက်နဲ့လာပါမယ်တက်တန်းက2026 3လပိုင်းတည်ရှိမှာပဲဖြစ်ပါတယ်ဒီဘိန်းလေးတွေကိုတော့ကျွန်တော်အင်ဂျင်အာမခံတက်လာပေးထားပါတယ်ချက်စီအရှုပ်ရှင်းတော့တသက်တာအာမခံပေးထားပါတယ်နော်ဒီဘိန်းလေးကိုကျွန်တော်12,800နဲ့ရောင်းချပေးပါမယ်53ဘီလန်133ကြားမန္တလေးစက်မှု1 Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်